ပြီးချင်တာကဟောင်းကန်ဆိုတဲ့ကိုရီးယားဟောင်းကတော့ယောက်ျားဖြစ်သူဟောက်ပြန်လို့ကိုရှိထိုင်းစီမောတယောက်ဟာသူ့ရဲ့သမီးလိုခေါ်ပြီးတိုက်ခန်းလေးတစ်ခုကိုပြောင်းလာခဲ့တယ်။ဒါမီးနှစ်ယောက်တည်းဖြစ်တဲ့အတွက်သူတို့ရိုက်တိုက်ခန်းလေးမှာပဲငါပြီးတော့နေခဲ့ကြတယ်။ဒါပေမဲ့သူတို့ပြောင်းလာတဲ့အချိန်မှာသူတို့သိလိုက်တာကအနောက်ကနေကောင်းကင်ဘက်ကိုစိတ်ကြည့်နေခဲ့တယ်။ဒါသမီးလေးကိုတယောက်တည်းထားခဲ့ရမှာစိတ်မချတဲ့အတွက်အိမ်ပေါ်တယောက်လာခဲ့။ဒါပေမဲ့သူ့ရဲ့ဝင်ငွေနဲ့မလုံလောက်တဲ့အတွက်သူကအိမ်ပေါ်ကိုလူမျိုးကြောင့်လာခဲ့လိုက်ပြီးရင်ကောင်မလေးကအိမ်ပေါ်လာလိုက်တယ်ပေါ့ကွယ်။ဒါပေမဲ့သူကသူ့ရဲ့သမီးလေးကိုသတိကောင်မလေးနဲ့ထားခဲ့ရမှာစိတ်မချတဲ့အတွက်အိမ်ပေါ်မှာ CCTV တက်ခဲ့။နောက်တည့်ရက်သူအလုပ်ရောက်တဲ့အချိန်မှာသူသမီးကိုစိတ်မချလို့ CCTV ကြည့်ခဲ့။ဒါပေမဲ့သူ CCTV စစ်တဲ့အချိန်မှာအိမ်ပေါ်မှာလေးကသူကချင်းညတုံးတုံးနဲ့ထုတ်ပြီးခဲ့တာ။အဲ့ဒီသူက CCTV ထဲကနေမေးလိုက်တယ်။အားထုတ်နေတာလေဆိုပြီးထားလိုက်တဲ့ကောင်မလေးကလုံးဝပြန်မဖြစ်ခဲ့ဘူး။သူမေးတဲ့ဟာကိုလည်းလုံးဝမကြားလို့ပြေးရှင်မပြခဲ့ဘူး။အဲ့ကိစ္စကိုသူအလုပ်ကပြေရောက်တဲ့အချိန်မှာမေးချင်တယ်မယ်။ဘာမှမဟုတ်တော့ပါဘူးလို့ဆိုပြီးတော့ထားခဲ့လိုက်တယ်။ဒါပေမဲ့နောက်တည့်ရက်ရောက်လို့ CCTV ထည့်ကြည့်လိုက်ကြည့်တော့အိမ်ပေါ်ကောင်မလေးကဆိုပြီးတော့တရှိလို့ဒါပေမဲ့သူ့ရဲ့ဘေးမှာဘယ်သူမှမသိတဲ့ခေါင်းဝင်တဲ့မျိုးသမီးတယောက်ကဓာတ်ကင်မျိုးထုတ်ထိုက်။ဒါပေမဲ့အိမ်ပေါ်မှာလေးကသူ့ဘေးမှာဘယ်သူမှမရှိတဲ့မျိုးတရှိကိုဆိုပြီးတော့လုပ်နေခဲ့တယ်။အဲ့ချိန်မှာသူက CCTV ထဲကနေပြီးခဲ့။နေပြီးနာဓာတ်ကင်ရဲ့အမျိုးသမီးကဘယ်သူလဲလို့နေခဲ့တာမဲ့အိမ်ပေါ်မှာလေးကပြောကြတယ်။သူပြီးနေတဲ့အချိန်မှာပဲကောင်မလေးကဓာတ်ကင်သူ့သမီးခင်းထဲကိုပြေးဝင်သွားခဲ့တယ်။အဲ့ဒါနဲ့သူအရင်စိတ်ပူသွားခဲ့တယ်။သူ CCTV အောက်ကနေလည်းဘယ်သူမှမကြားကြဘူး။သူအိမ်ကိုအမြန်ပြေးပြီးတော့ပြင်ခဲ့တယ်။ဒါပေမဲ့သူအိမ်ပြန်ရောက်တဲ့အချိန်မှာတော့ဘာလို့ဆက်ဖြစ်မလဲဆိုတာကျွန်မဒီအောက်က comment link ထဲမှာ channel လေးကိုရေးပေးထားပါတယ်နော်။ရှင်းလို့ပဲဆက်ကြည့်ကြည့်လိုက်တော့ကျွန်မဆက်ပြောရတော့